ကိုယ့်ရဲ့တနေ့တာမှာဂျာနယ်လီရေးခြင်းအပြင်ဘလို့ကြိုးကျေးဇူးတွေရလာမလဲဆိုတဲ့အကြောင်းကိုပြောပြပေးသွားမယ်ကျွန်တော်ကတော့ကိုဖြိုးဝေဖြစ်ပါတယ်အားလုံးကိုတွေ့ရတာဝမ်းသာပါတယ်ပထမဆုံးဘာကြောင့်ဂျာနယ်လီရေးကြလဲဆိုတော့အရင်ဆုံးရှင်းပြပါမယ်ဒီထဲမှာရှိနေတဲ့အတွေ့တွေခံစားချက်တွေကိုချရေးလိုက်တဲ့အခါမှာစိတ်အပန်းပြေစေပြီးတော့စိတ်ဖိစီးမှုတွေရောကြသွားတယ်ကိုဘာတွေကိုခံစားနေရလဲဘာကြောင့်ဒီခံစားချက်တွေဖြစ်နေလဲဆိုတာတွေကိုရေးသားရင်းနဲ့ကိုယ့်ရဲ့စိတ်ခံစားမှုတွေကိုပို့ပြီးတော့နားလည်လာတယ်အစိုးမြင်တဲ့စိတ်တွေဒါမှမဟုတ်ကိုယ့်အပြစ်တင်တဲ့အတွေ့တွေကိုဆောင်ရွက်ပုံမှာမြင်တဲ့အခါအော်ဒါတွေကကိုယ်တိုင်မဟုတ်ဘူးကိုတွေးကြုံနေရတဲ့အရာတွေပါလားဆိုပြီးတော့သိရှိလာတယ်နေ့စဉ်တွေ့ကြုံနေအောင်မြင်မှုတွေပျော်ရွှင်မှုတွေစိတ်ကောင်းမှုတွေကိုပြန်ပြီးတော့ဆင်ခြင်သုံးသပ်လာနိုင်တယ်သဒ္ဒနာတစ်ခုကိုစာနဲ့ချရေးလိုက်တဲ့အခါမှာစိတ်ထဲမှာရှုပ်ထွေးနေတာတွေကိုရှင်းသွားပြီးတော့ဖြည့်ရှင်းတဲ့အသစ်တွေကိုလည်းမြင်လာနိုင်တယ်စာရေးသားတာကအုံနောက်နဲ့မှတ်ဉာဏ်ကိုချိတ်ဆက်မှုတွေကိုပုံမခိုင်မာစေပါတယ်စိတ်ထဲမှာပလူပြန်နေတဲ့အတွေ့တွေကိုစာနဲ့ချရေးလိုက်တဲ့အခါမှာစနစ်တကျနဲ့ရှင်းရှင်းလင်းလင်းဖြစ်သွားစေပါတယ်။နေ့တိုင်းကျေးဇူးတင်ရာတွေကိုရေးမှတ်ထားတာကလည်းဝတ်မှာကောင်းမွန်တဲ့အရာတွေကိုပို့ပြီးတော့အာရုံစိုက်မှုတွေစိတ်ချမ်းသာမှုတွေပို့ပြီးတော့တိုးလာစေပါတယ်။အဲ့ဒါတွေကောင်းလာတယ်ပေါ့ဗျာ။ဘယ်လိုပုံနဲ့ရေးရမလဲဆိုတာကတော့ကျွန်တော်ရဲ့ဗီဒီယိုလေးအောက်မှာ format လေးရှိပါတယ်။နေ့စဉ်စာရေးသွားမယ်ဆိုရင်အရန်ကောင်းတဲ့လေ့ကျင့်တစ်ခုဖြစ်ပါတယ်။စနစ်တကျအောင်မြင်တဲ့သူတွေအများစုကဒီ journal ရေးခြင်းနဲ့ပတ်သက်တဲ့လေ့ကျင့်တွေရှိတဲ့သူတွေဖြစ်ကြပါတယ်။ဟုတ်ကဲ့ပါ။ဒီနေ့မျှဝေပေးသွားတဲ့အစီအစဉ်လေးကိုဒီမှာပဲရန်နာခွင့်ပြုပါ။အားလုံးကိုကျေးဇူးတင်ပါတယ်။